flower, embroidery. အခုပြပေးမှာကကြတော့ဒီ flower embroidery ပေါ့နော်လုံးလေးရဲ့အလယ်မရောက်တော့ပေါ့အိမ်သားစသွားမယ်နော်ဒါမင်းပြီးရင်သူကိုတိုင်လေးဒါပန်းပွင့်လေးတိုင်လေးပေါ့ကွယ်အဲ့လိုထောင်လိုက်ထောင်ပြီးရင်သူကိုကိုရီးယားဒီအလေကောင်ဒီကိုကြိုက်တဲ့နေရာပေါ့ဒီအလုံးလေးရဲ့နော်ပြီးတော့လို့ရှိရင်သူကိုဘာလုပ်လဲဆိုတော့သူကိုဒါကိုကြိုက်တဲ့လောက်တော့ရစ်လို့ရတယ်1 2နော်3 4 5 6 9 10နော်9နိုင်တလောက်ပေါ့နော်အဲ့လို9နိုင်တလောက်ကလေးအဲ့လိုဒီလိုလေးနော်ပြင်သူစုလိုက်စုပြီးရင်ခုနကိုထိုးထားတဲ့ဒီအပေါက်ကလေးအဝိုင်းပေါက်ကလေးတွေကိုပြန်ပြီးတော့ဒါဆွဲလိုက်နော်ဆွဲပြီးရင်ဖွားလေးပဲနော်အရင်ဒီကြိုးတွေကိုဆွဲမထားနဲ့ဒီကြိုးတွေကိုဆွဲထားရင်လည်းအဆင်မပြေဘူးအဲ့တော့ဖွားလေးပဲနော်အားလေးကိုပဲပြလေးဒါမှလည်းတော့ဒီအခလီကထွက်လို့ရမှာအောင်နော်ဆိုတော့ဒီကနေပြီးတော့ဒီမှာကဲဒါဆိုအလုံးလေးဖြစ်သွားပြီဒီမှာပေါ့နော်ကိုကလေဒီလောက်အလုံးကြီးမလို့ချင်ဘူးဆိုလို့ရှိရင်နောက်တစ်ခေါက်လုပ်တဲ့အချိန်ကျရင်ကိုမကြီးအောင်လုပ်လို့ရတာပေါ့နော်ဆိုတော့ဒီမှာထုံးစံတိုင်းလေးနောက်ဒီတစ်ခါအသေးလေးလုပ်ကြည့်မယ်နော်ဆိုတော့ဒါကြတော့အလုံးကြီးတော့နည်းနည်းလေးခွေလောက်ရတာပို့ပြီးတော့လက်ဝင်တာပေါ့နော်ဒါပေမဲ့တကယ်လေးပကြီးကားတစ်ချက်လိုမျိုးလုပ်တဲ့အချိန်ကျရင်တော့ဒီလိုအလုံးအကြီးတွေပဲပါလာပေါ့နော်ဆိုတော့ဟို size ညီလို့မရဘူးလေပန်းဝင်လေးတွေကပန်းလုံးလေးတွေကကြီးလိုက်တီးလိုက်ဆိုပုံစံသွားတဲ့ခါကျရင်တော့ဒီလိုအကြီးလေးယူရပါတယ်เนาะဒါပေမဲ့ကိုကလောက်ခါစားဆိုဒီလောက်အကြီးမလုံးနိုင်ဘူးဆိုရင်နည်းနည်းလောက်ပဲပတ်လိုက်ပါเนาะဒီမှာ1 2 3 4အဲ့လောက်ပဲကိုပဲဆိုချီရတုတ်နေတာเนาะချီကြီးနေတာအဲ့ဆိုရင်ကိုလည်းဒီလောက်ကလေးပဲဒီမှာโอเคဒီလိုတေးသေးလေးလည်းလုပ်လို့ရတယ်စချက်လည်းလုပ်ပါเนาะ